တိတ်မှန်နေတဲ့မချစ်ပဲနဲ့မတွဲဘူးတဲ့ဒါဖြေတဲ့လူကငယ်လေးလို့ဖြစ်မယ်မိမတွေကမချစ်ပဲနဲ့တွဲပါတယ်ပတ်စံရှိရင်တထေးသားတွေရုပ်ချောတဲ့ကောင်တွေကိုမချစ်ပဲနဲ့တွဲပါတယ်ကာပါတွဲတာပါသူရင်ထဲမှာချစ်နေတာတယောက်ဒီကောင်ကရုပ်ချောခန့်ချောဆိုတော့တွဲရတာတယောက်ပတ်စံရှိလို့တွဲရတာတယောက်မိမတွေကတကယ်ရင်ထဲမှာချစ်မိတာတယောက်အဲ့လိုတွဲပါတယ်မိမတွေကမချစ်ပဲနဲ့တွဲပါတယ်အခွင့်ရေးပေးရင်တွဲပါတယ်ဟိုတအားကြီးကိုရင်ထဲနစ်ကချစ်နေလို့တစ္ဆာမဖောက်ဘူးဆိုတာလည်းမဖောက်ဘူးပေါ့နော်ဖောက်เสียကြုံရင်လည်းဖောက်ပါတယ်ပြီးတော့ရွေးเสียရှင်ရွေးပါတယ်မိန်းကလေးတွေကရင်ကြီးကြီးလေးတွေနဲ့အကုန်လုံးကိုအချိုတက်ထားပါတယ်တယောက်တည်းချစ်တဲ့လူလည်းရှိတယ်နဲတော့နဲတယ်ပေါ့နော်ဒီလိုရေးစားရှိနေလို့နောက်ထပ် easily မလုပ်တဲ့မိန်းမတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါကeasily လာလုပ်တဲ့လူကကိုရေးစားထက်အများကြီးနှိမ်ကြနေမှာပါရေးစားထက်အများကြီးတာနေရင်ပါသွားပါတယ်ပါမသွားဘူးချစ်မသွားဘူးဆိုရင်တော့မဆွဲထားတာမျိုးပါပြီးတော့မိန်းမတွေကမချစ်ဘဲနဲ့အိတ်လို့မရဘူးဆိုတော့အဲ့လိုမျိုးသူများနဲ့မအိတ်တော့ဘူးလားဆိုမဟုတ်ပါဘူးမိန်းမတွေကသူတို့တကယ်ချစ်တဲ့လူကြမှာပြီးတာကိုပြောတာပါမိန်းမတွေကဒီလိုလိန်ဆက်ဆန်ရေးမှာမပြီးဘဲနဲ့လည်းပြီးဟန်ဆောင်ပါတယ်မကောင်းဘဲနဲ့လည်းကောင်းဟန်ဆောင်လို့ရပါတယ်အဲ့ဒီမိန်းမတွေကဟန်ဆောင်လို့ရပါတယ်အကုန်လုံးလုပ်လို့ရပါတယ်ယောက်ျားတွေလိုအရေထွက်မှမဟုတ်ပါဘူးအဲ့ဒီထွက်ဟန်ဆောင်လို့ရတယ်ပြောတာပြီးလို့ရတယ်လို့ပြောတာဟန်ဆောင်လို့ရတယ်ပြောတာတကယ်ချစ်မှသူတို့ကတကယ်ပြီးတာအဲ့လိုမျိုးပေါ့နော်သူတို့တကယ်ချစ်မှပဲသူတို့စိတ်ပါတာကိုပြောတာပါဒါပေမဲ့ခံလို့ရပါတယ်တွဲလို့ရပါတယ်လှုပ်လို့လည်းရပါတယ်အဲ့ဒါကြောင့်မို့ဖာရမတွေရှိတာပါသူတို့မချစ်ပဲနဲ့လှုပ်တာမိန်းမတွေလည်းအကုန်လှုပ်လို့ရပါတယ်အဲ့လိုမျိုးလှုပ်ချင်ရင်ပေါ့နော်ပြီးတော့အာမတန်လို့မန်လျှော့တဲ့ခါမျိုးမှာအကြောင်းအမျိုးမျိုးကြောင့်ဖို့လှုပ်လိုက်ရတာမျိုးတွေပြီးတော့တထေးမလို့ယူပြီးလှုပ်လိုက်ရတာမျိုးတွေအဲ့လိုမျိုးတွေရှိတာပေါ့နော်စိတ်တော့မပါဘူးဒါပေမဲ့ကောင်းဟိုလိုမျိုးဂျင်းနဲ့အောင်လှုပ်ပေးဆက်လိုက်တာမျိုးအဲ့လိုမျိုးပေါ့ပြီးတော့လုံးဝဟိုလိုမျိုးမချစ်ပဲနဲ့မချစ်ပေမဲ့လည်းသူကချောတယ်ဆိုတော့တွဲပါတယ်မချစ်ပေမဲ့လည်းသူကပတ်စံရှိတယ်ဆိုတော့တွဲပါတယ်အဲ့ဒါကြောင့်မို့ရုပ်ချောပြီးပတ်စံရှိတဲ့ယောက်ျားတွေခံရတာပါသူတို့ရဲ့ရီးစားတွေကသူတို့တကယ်ချစ်မနေဘူးဆိုတာမိမလည်းအတူတူပဲမိမတွေကလည်းရုပ်ချောနေတဲ့ခါမှာယောက်ျားလေးတွေရဲ့အဲ့လိုမျိုးလိုက်တာတွေတွဲတာတွေခံလိုက်ရတယ်ပေါ့နော်ယောက်ျားတွေကသူတို့ချစ်တဲ့လူကတသက်ပါအမှန်တကယ်ကအချစ်ကလေရုပ်ရည်နဲ့မဆိုင်ပါဘူးတကယ်တမ်းတိလူကြီးဖြစ်တော့တိသွားမှာပါအချစ်ကချစ်တာပါအဲ့ဒီရုပ်ရည်နဲ့မဆိုင်နေပါဘူးဟိုဖြင်အကြီးကြီးနှုတ်အကြီးကြီးလဲကန်ဆိုးနေတဲ့မိန်းမတွေအများကြီးပါရုပ်ချောပြီးအိမ်ထောင်ရေးကံမကောင်းတဲ့မိန်းမတွေရိုက်တက်လို့တော့မကုန်ဘူးအဲ့ဒါအရန်ချောပေမဲ့လည်းကံမကောင်းတာအများကြီးပါအဲ့ဒါရုပ်ရည်တွေနဲ့မဆိုင်ပါဘူးအဲ့လိုချမ်းသာပြီးတော့မိမဖောက်ပြန်တာလည်းအများကြီးပါချမ်းသာတာအဲ့လိုမျိုးပေါ့တတ်မှတ်မှုပေါ့ဒီလိုမျိုးအချစ်ကဒီလိုရုပ်ချောတာတို့ပတ်စံရှိတာတို့ဂုံတို့အဲ့လိုမျိုးအပေါ်မှာမူတည်ပြီးအချစ်ဖြစ်ပေါ်တယ်ဆိုတော့အဲ့ဒီဟာတွေမရှိတော့တဲ့အခါမှာချစ်မရဘူးပေါ့နော်အဲ့လိုမျိုးတွေတော့ဖြစ်တာပေါ့နော်ပြီးတော့ချောတာကိုမက်ပြီးတော့ချောတာတွေကကြာရင်ရိုးတယ်ဒီဘလောက်ပဲချောချောလာတယ်ဆိုတာအချိန်နေ့တိုင်းမြင်တော့ရိုးဤသွားတာအဲ့ဒီအလှကိုမမြင်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီချောတယ်ခန့်တယ်ဆိုတဲ့ဟာတွေလည်းကံမကောင်းတတ်တာတွေအဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့ဒီအချစ်ဆိုတာကစိတ်နှလုံးသားချင်းယဉ်နီးမှုကိုပြောတာပါကိုတယောက်ကိုတယောက်နှစ်သက်တာမျက်နှိုးတာရင်ထဲမှာနားလေတာအဲ့လိုမျိုးပေါ့ရင်ထဲမှာချစ်တာအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မို့မင်းသမီးတွေတောင်ပြောတယ်လေဘာတော့အချစ်ဆိုတာမျက်နှာတစ်ခုနဲ့တစ်ခုကိုချစ်တာမှမဟုတ်တာပေါ့မင်းသမီးတွေမင်းသားတွေကဘာလို့ကံမကောင်းတော့သူတို့ကဒီလောက်ထိရုပ်ချောတာဒီလောက်ပြည့်စုံကြတာအဲ့ဒါပဲအချစ်ကရုပ်ရည်နဲ့မဆိုင်တာပေါ့နော်အဲ့လိုပါလို့မိန်းမနဲ့ယောက်ျားအတူတူပါဟန်ဆောင်လို့ရပါတယ်လိန်လို့ရတယ်ရင်းချက်လိုက်ချက်တလို့ရင်းချက်လာတလို့အခွင့်အရေးရှိတလို့အကုန်လုံးလှုပ်လို့ရပါတယ်လို့ယောက်ျားတွေလိုပါပဲဒါပေမဲ့ကိုချစ်တဲ့လူကြတော့ခံလိုက်ရတယ်ဆိုတာမျိုးကိုချစ်တဲ့လူကြတော့ခံပါတယ်ယောက်ျားပဲဖြစ်ဖြစ်ချစ်တဲ့လူအတွက်ကြတော့ပေးဆက်လိုက်ရတာခံလိုက်ရတာအတူတူပါပဲ